ကျွန်တော်ကတော့ခီးသွားရတော့နှစ်တက်တယ်တာမန်ခီးသွားတူပဲဖြစ်ပါတယ်ဒီလိုနဲ့တနေ့မှာကျွန်တော်ခီးသွားနေနေတောထဲမှာလမ်းပြောက်သွားခဲ့ပါတယ်ကျွန်တော်အိမ်ပြန်လမ်းကိုမရမကရှာဖွေခဲ့တယ်ဘယ်လို့မှမတွေ့ခဲ့ပါဘူးဒီလိုနဲ့နောက်ဆုံးမှာတော့ကျွန်တော်ဒီအနီးနားမှာရွာတွေဘာတွေများရှိမလားဆိုပြီးတော့ကျွန်တော်လိုက်ရှာဖွေခဲ့ပါတယ်ဒီလိုမျိုးရှာဖွေနေတဲ့9ရက်မြောက်တဲ့နေ့မှာတော့ကျွန်တော်အမှတ်မထင်တာတခုတွေ့ခဲ့တယ်အဲ့ဒီဟာအရှိမဆိုင်းဘုတ်လေးတခုပါလားဘေးနားမှာလည်းတွေ့နေ village 1 kilometer ခေါင်းကြီးနဲ့တွေ့တယ်နော်အဲ့ဆိုလိုချင်တာနောက်တဲ့1 kilometer လောက်ရှောက်သွားလိုက်ရွာတွေ့မယ်ပေါ့အဲ့ဒီဘောလားတထောင်ကျောက်တွေပါနေများဖြစ်နိုင်မလားတချို့တခိုးတမြတွေပါလေဟုတ်တယ်မလားရွာတွေပါလေဖြစ်နိုင်တာဒီရောက်သွားကြည့်မလားသွားကြည့်မယ်အရှိမပါကြီးတော့ဟာရခေါင်းကြီးပါလား wait what တွေ့ရောမောင်းနေပြီဆိုတော့မလည်းမြန်သွားမှရမယ်အရှိမ၄အောင်နေတော့တွေ့တယ်ရွာပဲဖြစ်နိုင်ပါတယ်ဟာအေးတယ်ကြောက်ထဲပြုတ်ကြ no way ဒါရွာပဲ village ဟုတ်တယ်ရွာသားတွေပိုင်းများရှိနိုင်မလားပြောလို့မရဘူးကွာညဘက်ဆိုတော့အိမ်နေလောက်ပြီပေါ့ဟုတ်တယ်မလားနော်အဲ့တော့အတန်မကြောက်လို့တိုးဖြည်းဖြည်းလေးသွားမယ်ဖြည်းလေးအမေတခိုးဆိုင်နေလမ်းပြောင်းနေတာငါကွာဒီမှာဆိုင်းဘုတ်လေးတစ်ခုပဲဒါရွာနာမည်ပဲဖြစ်နိုင်မှာပါဟုတ်တယ် Joy Village ဆုံးတော့ကျွန်တော်ရွာတွေ့ရှိခဲ့ပြီဆိုတော့ရွာထဲကိုဝင်မယ်ဗျာချိန်မစဲတော့ဝိတ်ခဏလေးအချိန်ပါကြီးတော့ဟဲ့လူသေးလောင်းကြီးလားတော့မဟုတ်စားကြရုံလားမသိတော့သွားမှာကွာတာမြင်ခြေတန်းနဲ့ကြားလို့ပြီဟုတ်တယ်ကွာလူသေးအလောင်းကြီးအောင်ဘာဖြစ်တာလဲဓာတ်လဲကင်နာတယ်ကျွန်တော်ကပါလေစစ်ပွဲပဲဖြစ်သွားတာတကားကြီးလည်းပွင့်ပြောလို့မရမရှိဘာမှမရှိဘူးဒီကဟုတ်တယ်ကွာတကိုးတမရွာကြီးလာတိုက်တော့အဲ့လိုလည်းဖြစ်နိုင်တာပဲနော်အဲ့ဒီကလိုက်စမမနဲ့ကောင်းနေရောဟောင်းကြီးဘာအများကြီးလူသေးလောင်းနေဘာကြီးတော့ဒါရွာပြကြီးတာဟာဒီမှာရောမဟုတ်သေးပါဘူးဟောတာအပေါ်တက်ကြည့်ပေါ်တက်မယ်ရောက်ကြည့်မယ်ကွာဟိုဘက်ကပါကြီးတော့ဟိုဘက်မှာတော့အိမ်နေအများကြီးပဲဒါပါကြီးတော့ဒါကြီးကတော့ရောတင်းချိုင်းကုန်းကြီးလားရွာတင်းချိုင်းကုန်းလားရောက်ငါဆောက်လာခဲ့တဲ့များတယ်ပါကွာရွာထဲမှာတင်းချိုင်းကုန်းဆိုတာငါမတွေ့ဘူးပါဘူးတမျိုးကြီးပါဟုတ်သေးပါတော့ကြည့်မယ်ကွာချိန်တော့မဆွဲတော့ခဏလေးဒီဘက်နေပါရှိရမလားတကားကြီးတော့အကုန်ပွင့်နေတယ်တကိုးကြီးပါများဝင်တိုက်သွားအဲ့လိုလည်းဖြစ်နိုင်တော့ပဲเนาะပြောလို့တော့မရဟိုမှာလေလူသေးလောင်းတခုပဲဟုတ်တယ်ပြောမယ်ဆိုဒါရောကာကွယ်တဲ့ကောင်တော့ဒီမှာကောင်းတော့မရှိတော့ဘူးအောင်ကြီးတော်တော်ကျန်းနေတာတော်တော်ကြာပြီကြာတော့မဖြစ်နိုင်သေးဟုတ်လို့ဆိုဒီမှာလက်ဆက်ပဲကောင်းပြီတရိษံနေပါတော့နွားတွေပါဆိုအရှင်ကြီးတွေပဲရှိသေးဆိုတော့ကွာနေတော်ဖြစ်တယ်ကွာဒီမှာလာတော့ထွက်ခံနေတယ်ဟဲ့လာထွက်သွားပြီလေကွာဒီဘာလို့ရမလဲဆိုတော့ငါဆန္ဒတင်ញိုင်းကုန်းသွားကြည့်မယ်ကွာတင်ញိုင်းကုန်းသွားကြည့်မယ်တင်ញိုင်းကုန်းမှာလေလူတယောက်ပဲမြောင်ကြီးတင်ញိုင်းကုန်းကြီးကြောက်စရာကြီးကလာရင်သူလည်းသူပွားနေဆိုတော့လေတေကအကြပြီတေကဘလို့ဒီနာမည်ရတယ်ဒီကိုရောက်လာနာမည်တူတာပဲနေပါ
အဲ့တော့ဒီမှာတော့ရောက်ဒီကအထွက်တော့တိုးတာပဲကွာအိမ်နေလည်းအများကြီးပဲဒီအိမ်ပါရှိတယ်ဘာမှမရှိဘူးကွာအိမ်မှာ blacksmith တော့ပါလို့လည်းမရှိဘူးရောကြီးကတမျိုးဟိုမှာတော့ချက်ချောင်းတော့တွေ့တယ်အဲ့တော့မတော်တဲ့အောက်ကဟာတွေအရင်သွားကြည့်မယ်ကွာနည်းနည်းပါလိုက်လာစူးစမ်းရတာမဟုတ်လားဒီလိုတော့တွေ့ပြန်တော့ခေါင်းကြီးဟာရအာယွန်ဆော့တယ်ဘလို့မြေပုံလှုပ်တဲ့လူစီမှာအာယွန်ဓာကြီးရရောက်နေတာအိမ်တွေကတော့မရှိဘူးလူတွေလည်းမရှိဘူးကွာဘယ်သွားနေကြကွာခီးထွက်ပြီးရွာကြီးထားခဲ့ရွာကြီးတော့ခတ်ပြီးထားခဲ့ဟိုဘက်မှာလေစိတ်ဖြစ်နိုင်တာဟုတ်တယ်နော်လေနဲ့သွားကြတာခီးသွားတာရွာကြီးတော့ခတ်ပြီးတော့ခီးသွားတာဟုတ်ပါဒါမှမဟုတ်ဟုတ်တနေရာကိုခီးသွားကြရွာကြီးတော့ခတ်လို့မရဘူးဟုတ်တယ်မလားနော်ရန်တုံးအားရငါလေဒီလမ်းပြောင်းနေလို့သူတို့စီအကူညီလာတောင်းပါဆိုမှသူတို့ကတရားမှမရှိဘူးတေးစိတ်သွားကြည့်မယ်ကွာကုန်ပစ္စည်းတွေတော့အများကြီးပဲလေးဆောင်နေကောင်းလားမသိသေးနေတာပဲအကုန်သေးနေတာကွာဘလို့လောက်အောင်ဘလူစီအကူညီတောင်းတော့မှာတရိတ်ဆန်နေပဲရှိရအကောင်တွေပြောရမှာလမ်းပြောင်းနေလို့ကွာလမ်းပြောင်းနေလို့ကွာဆိုပြီးချက်ကြောင်းသွားကြည့်အောင်ချက်ကြောင်းမတော့ဟိုဘက်ကမိုင်းသူတို့ဟိုမိုင်းတူးတဲ့နေရလားအဲ့ဒါလေးတူတယ်နော်မိုင်းတူးတဲ့ဟာလေးနဲ့အရင်တော့မယ်ကွာအောက်မှာဟဲ့ဘလိုကြီးတော့ဟာရသွေးတွေကောင်းနေရောခန်းကြီးကတော့ဖြူလောင်ကြီးပဲဟာရလှုပ်ရခန်းလည်းမဖြစ်နိုင်ပါဘူးဘာကြီးတော့ wait what ဘာကြီးတော့ဇမ်ဘီဇွန်ဘီကိုပါဒီထဲထည့်တာဟုတ်ကပြစ်နိုင်တော့ရတခုတော့တခုခုပဲလူကောင်းနေရောဟာရ no မဟုတ်သေးဒီရွာလူတွေပျောက်ရတဲ့ပြဿနာပါလေငါလည်းမသိဘူးဒီကောင်းကြီးမျက်လုံးကလင်းနေတာပဲကောင်းအမောင်လူသားလားမဟုတ်ပါဘူးတိပါဘူးကွာဒါမှမဟုတ်ဟီရိုဘရိုင်းလားဇွန်ပိုင်းဖြစ်သွားဒီကချက်ချောင်းသွားကြည့်မယ်ကွာချက်ချောင်းစောက်တယ် do not touch ဘာလဲ do not touch ကျွန်တော်မသိလိုက်တာတော့ဒီစောက်ဟာကျင်းသားတွေကိုပြန်ပြီးထိန်းချုပ်ထားတဲ့စောက်ပဲဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကသွားပြီးတော့လက်တရမ်းလိုက်အခုဟိုလိုက်ကြည့်မယ်ကွာနည်းနည်းပါရွာထဲမှာဟိုဖြစ်မှာလားဘာမှထူးကြမလဲအေးဟိုမှာလှုပ်ရှားတွေတွေ့တယ်နော်လှုပ်ရှားနေတဲ့ပုံရိပ်တွေတွေ့တယ်ဒါရွာသားတွေပြန်ရောက်လာဟုတ်ပါတညာလေးနဲ့ပြန်ရောက်လာတာတော့မဖြစ်နိုင် no way မဖြစ်နိုင်ဘူးအဲ့တော့ရွာသားတွေကတညာလေးတော့ပြန်မရောက်လာနိုင်ဘူးအဲ့တော့တတိရှိနဲ့သွားရမယ်ကွာဟာရအများကြီးပဲဘာတွေတော့ရွာသားတွေလားဟောညဘက်ကင်းလှဲ့တာမဟုတ်ဘူးလားဟိုတင်းချိုင်းတွေထွက်လာတာကွာဘာလဲဆောင်းနာငါဖက်လိုက်တဲ့စာအုပ်က no way ဒါကျင်းစားပြန်ပြီးတော့ထိန်းချုပ်တာရဲ့စာအုပ်ပဲဖြစ်ကြမှာကွာဒါဆိုဒီရွာရဲ့ကျင်းစားမိနေတာပေါ့ဟာရဖြစ်နိုင်ဘူး no way တခြားတော့ကြည့်ပါမယ်ဟောနေရနည်းနည်းအနေများတယ်ဟုတ်တယ်ဇွန်ဘီတွေzombie villager zombie တွေဟုတ်တယ်ငါအဲ့ဒါဆိုငါဖက်လိုက်တဲ့စာအုပ်ကကျင်းစာကိုထိန်းချုပ်ထားတဲ့စာအုပ်ပဲ no ဒါဆိုမဖြစ်တော့ဘူးငါလည်းအိမ်ဘောအောင်မရောက်ချင်ဘူးအဲ့တော့မြင်ပြေးရမယ်ဒီရွာပြကြီးထဲမှာငါမနေချင်ဘူးဒီကောင်ကြီးကလိုက်နေတာအသေးတယ်ကွာ
လာပြေးမယ်လာအဲ့ဒါကြောင့်ဒီထဲရွာဒီရွာတွေကလူအဲ့ဒါကြောင့်ပျောက်နေတာဟိုအကုန်လုံးကပြီးတော့အဲ့ဆိုကြံခဲ့တဲ့လူရောဒီချင်းစာပြန်ထိန်းချုပ်တဲ့လူရောဘယ်ရောက်သွားစဉ်းစားစီရထိန်းချုပ်တဲ့လူကဆောင်းအခန်းထဲမှာတည်နေတဲ့2ယောက်အဲ့ဒါဒီရောဘယ်လိုမှမရှိတော့ငါလွယ်ပြီးတော့ no ဖြစ်နိုင်ပြေးမယ်ကွာဒီကအစားတော့ယူပြီးပြေးမယ်အဲ့တော့ရောငါလည်းစူပါဟီးရိုးမဟုတ်ဘူးလမ်းပြောင်းနေလို့ဒီရွာရဲရောက်လာno နောက်ကတာမျိုးနဲ့မကြုံရပါစေနဲ့ခေရိတ်ကတော့ရပြီ3ခုလောက်ဆိုရတာပဲပြေးမယ်ကွာစင်းတော့မပြေဘူးဘာပြီးတော့တခြားတနေအောင်ညဖို့အတွက်ချိန်တန် let's go လမ်းပြောလို့ရလာချာတွေးရကြရတယ်အဲ့ဒီချိန်နေတဲ့လူရွာကြီးဖြစ်နေတယ်အင်းကျွန်တော်ပြေးလို့ရပြီ